လူတိုင်းကတော့အောင်မြင်ကြညတာပါပဲဒါပေမဲ့အလုပ်တွေကိုအယူအမူစ조사နေပေမဲ့ဘာဖြစ်လို့များငါဘဝကဒီနေရာမှာပဲရပ်နေတာလဲလို့မိတ်ဆွေအနေနဲ့တွေးဘူးကောင်းတွေးဘူးပါလိမ့်မယ်တကယ်တော့အောင်မြင်တဲ့သူတွေနဲ့တာမန်လူတွေကိုကြွာချသွားစေတာကတော့လောက်ရက်တဲ့သူတို့ရဲ့အတွေးခေါ်ကြောင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ကဘာကျော်ခေါင်းဆောင်မှုပညာရှင်ဖြစ်တဲ့ဂျွန်စီမက်စ်ဝဲရေးသားထားတဲ့ How Successful People Think ဆိုတဲ့စာအုပ်ထဲကအောင်မြင်သူတွေရဲ့အတွေးခေါ်ပုံစံ၅မျိုးကိုဝေမျှပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာ Insight Way ကိုပြောချင်တဲ့ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel မှာဆိုရင်စာဖတ်ဝါသနာပါပြီးတော့စာဖတ်ဖို့အချိန်မပေးနိုင်တဲ့မိတ်ဆွေတွေနဲ့စာအုပ်တွေကိုတော်တော်နဲ့ထိထိမိမိနားထောင်ချင်တဲ့မိတ်ဆွေတွေအတွက်စာအုပ်အစားအဆုံး audio book တွေနဲ့စာအုပ်အနှစ်ချုပ်တွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်အပတ်စဉ်စာအုပ်ကောင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းမြတ်တာရက်ခံချင်ပါတယ်နံပါတ်1အချက်ကတော့ big picture thinking ဆိုတဲ့အမြင်ကျယ်ကျယ်ကြည့်ဖို့လိုအပ်ပါတယ်အောင်မြင်တဲ့သူတွေဟာဒီနေ့ခြေနှမ်းတစ်လှမ်းထက်နောက်ထပ်10လမ်းစာအဝေးကိုကြည့်တတ်ကြပါတယ်သူတို့တွေကတစ်ပင်တစ်ပင်တွေကိုကြည့်နေတာမဟုတ်ပဲတောအုပ်တစ်ခုလုံးကိုခြုံကြည့်တာပါလူအများစုပါဆိုရင်ခြေရင်းကကြောက်ခဲကိုပဲကြည့်နေတဲ့အချိန်မှာအောင်မြင်သူတွေကတော့တောင်ထိပ်ပေါ်ကပန်းတိုင်ကိုကြည့်တတ်ကြပါတယ်အမြင်ကျတဲ့ဆိုတာဟာဒီနေ့အစဉ်ပြေဖို့ထက်နောက်9နှစ်10နှစ်မှာဘာဖြစ်လာမလဲဆိုတာကိုကြိုပြီးတော့တွေးဆပြီးကြိုမြင်တာကိုပြောတာဖြစ်ပါတယ်ဥပမာဈေးရောက်တဲ့အခါမှာဒီနေ့ပစ္စည်းတစ်ခုရောင်းလိုက်ရဖို့ထက်ဒီဝယ်သူကကိုယ့်ကိုယုံကြည်သွားပြီးတော့ရေရှည်မှာ customer ဖြစ်လာဖို့ကပိုအရေးကြီးတယ်လို့သူတို့တွေကတွေးပါတယ်ဘယ်လိုလေ့ကျင့်မလဲနေ့စဉ်လုပ်ငန်းဆောင်တာတွေထဲမှာနစ်မနေပါနဲ့အမြဲလေ့လာနေရပါမယ်ကိုမသိသေးတဲ့ level တွေအကြောင်းကိုဆက်စုရပါမယ်တခြားသူတွေရဲ့အမြင်ကိုနှိမ့်ချစွာနားထောင်ခြင်းကမိတ်ဆွေရဲ့အမြင်ကိုပိုပြီးကျယ်လာပါစေလိမ့်မယ်နံပါတ်2အချက်ကတော့ creative thinking လို့ခေါ်တဲ့တီထွင်ကြံစတဲ့အတွေးရှိဖို့လိုပါတယ်လူအများစုကဒါကတော့ဒီလိုပဲလုပ်နေကြပဲလို့တွေးတဲ့အချိန်မှာအောင်မြင်တဲ့သူတွေကဒါကိုဒီထက်ပိုကောင်းအောင်ပိုမြင်အောင်ဘယ်လိုလုပ်လို့ရမလဲလို့တွေးပါတယ်တီထွင်ကြံစတယ်ဆိုတာကအသက်ဆက်ဆက်ကြီးတီထွင်တာကိုပဲဆိုလိုတာမဟုတ်ပါဘူးရှိပြီးသားအရာတွေကိုပိုကောင်းအောင်မွမ်းမံတာဟာလည်းတီထွင်မှုပဲဖြစ်ပါတယ်အောင်မြင်သူတွေဟာဒါပဲရှိတာလားဆိုတဲ့ဘောင်ထဲမှာမနေပါဘူးတခြားနည်းလမ်းရှိအောင်မလားလို့အမြဲရှာဖွေတတ်ပါတယ်ဥပမာအရင်တော့ကဆိုရင်လက်မှတ်တွေရောင်းမှုအတွက်ကောင်တာမှာတန်းစီရပေမဲ့အခုဆိုရင်တော့ application နဲ့ဝယ်လို့ရအောင်လုပ်လိုက်တာမျိုးတွေပေါ့ဒါမျိုးတွေကတီထွင်ကြံစမှုပဲဖြစ်ပါတယ်ဘယ်လိုလေ့ကျင့်ရမလဲဆိုရင်တော့အမှားလုပ်မိမှာကိုမကြောက်ပါနဲ့ idea 100မှာ69ခုကသုံးလို့မရဘူးဆိုရင်တော့တခုတည်းသောအောင်မြင်တဲ့ idea ထွက်လာဖို့အတွက်ဇက်တိုက်စမ်းသပ်ရပါမယ်ဖန်တီးရပါမယ်ဖန်တီးနိုင်စွမ်းရှိတဲ့သူတွေနဲ့လည်းပေါင်းသင်းဆက်ဆံရပါမယ်နံပါတ်3ချက်ကတော့ strategic thinking ဖြစ်ပါတယ်မဟာဗျူဟာကြကြအစီအမံကိန်းချတတ်ဖို့လိုပါတယ်အစီအစဉ်မရှိတဲ့အိမ်မက်ဆိုတာဟာစိတ်ကူးရင်မှုသက်သက်ပဲဖြစ်ပါတယ်အောင်မြင်သူတွေကတော့သူတို့သွားချင်တဲ့ပန်းတိုင်ရောက်ဖို့အတွက် road map လို့ခေါ်တဲ့လမ်းပြမြေပုံကိုဆွဲထားတတ်ကြပါတယ်မဟာဗျူဟာဆိုတာဟာပန်းတိုင်စီကိုသွားတဲ့လမ်းပြမြေပုံပဲဖြစ်ပါတယ်စီမံချက်မရှိဘဲအလုပ်လုပ်တယ်ဆိုတာဟာလမ်းညွှန်မှုတစ်ခုဖြစ်တဲ့မြေပုံမပါဘဲတောထဲမှာလမ်းလျှောက်သွားနေတယ်လို့ပဲဖြစ်ပါတယ်အောင်မြင်သူတွေဟာဆိုရင်အလုပ်တစ်ခုကိုမလုပ်ခင်မှာဘယ်လိုလုပ်မှလဲဆိုတာကိုအရင်ဆုံးစဉ်းစားပါတယ်အလုပ်ကြီးတစ်ခုလုံးကိုကြည့်ရင်တော့အားမလို့အားမရဖြစ်တတ်ပါတယ်ဒါကြောင့်သူတို့တွေကအပိုင်းသေးသေးလေးတွေခွဲပြီးတော့လုပ်တတ်ပါတယ်စဉ်းစားတတ်ပါတယ်ဘယ်လိုလေ့ကျင့်ရမလဲဆိုရင်တော့မိတ်ဆွေမှာရှိတဲ့အရင်းမြစ်တွေကိုအရင်ဆုံးစစ်ဆေးရပါမယ်အချိန်ငွေလူအင်အားဘယ်လောက်ရှိလဲဆိုတာစစ်ဆေးရပါမယ်ဘသူကဘာတွေပို့တော်လဲဒါတွေကိုတွက်ချက်ပြီးတော့မှလူမှန်နေရမှန် right man in the right place ဖြစ်အောင်လို့တာဝန်ပေးတတ်ဖို့လေ့ကျင့်ရမှာဖြစ်ပါတယ်နံပါတ်4အချက်ကတော့ reflective thinking လို့ခေါ်တဲ့ပြန်လည်သုံးသပ်တဲ့အလေ့ကျင့်ရှိဖို့လိုပါတယ်ဒါကတော့အရေးကြီးဆုံးအချက်လည်းဖြစ်ပါတယ်လူအများစုကအလုပ်တွေကိုပဲစိုးစူးစမ်းပြီးလုပ်ကြပါတယ်ဒါပေမဲ့အောင်မြင်သူတွေကကြတော့သူတို့လုပ်ခဲ့တာတွေကိုပြန်ပြီးစမ်းစစ်ဖို့အတွက်အချိန်ပေးတတ်ကြပါတယ်တမိုင်းကိုပြန်မကြည့်တဲ့သူဟာအမားဟောင်းကိုထပ်ကြော့တတ်ပါတယ်လုပ်ခဲ့သမျှကိုပြန်စဉ်းစားတာကအလုပ်တွေကြီးပဲဆွလုပ်နေတာထက်ပိုပြီးတော့လည်းထိရောက်ပါတယ်အောင်မြင်သူတွေဆိုတာတနေ့မှာအေးစစ်စစ်စဉ်းစားဖို့အချိန်တိကျဖယ်ထားတတ်ကြပါတယ်ငါဒီနေ့ဘာတွေလုပ်ခဲ့လဲဘယ်နေရာတွေမှာမှားသွားခဲ့လဲနောက်တစ်ခါဆိုရင်ဒီထက်ပိုကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ကိုမဲခွန်းထုတ်ပါတယ်ဘယ်လိုလေ့ကျင့်ရမလဲဆိုရင်တော့တနေ့ကိုအနည်းဆုံး15မိနစ်လောက်ဖုန်းတွေပါတွေကိုချထားပြီးတော့တိတ်တိတ်ဆိတ်ဆိတ်နဲ့ပြန်လည်သုံးသပ်ဖို့လိုပါတယ်အမှားတွေကသင်ခန်းစာယူတာကမိတ်ဆွေကိုနောက်တစ်နေ့မှာပိုပြီးတော်ရလူဖြစ်လာစေပါတယ်နံပါတ်5အချက်ကတော့ question popular thinking လို့ခေါ်တဲ့လူအများရဲ့အတွင်းနောက်ကိုမလိုက်ရပါဘူးလူအများစုကဟိုဘက်ကိုသွားတိုင်းလိုက်သွားတယ်ဆိုတာဟာအန်ဒီရဲ့အကင်းဆုံးလို့ထင်တတ်ကြပါတယ်ဒါပေမဲ့
ထူးခြားတဲ့အောင်မြင်မှုတွေဟာလမ်းဟောင်းထဲမှာမရှိပါဘူးလူအများစုလက်ခံထားတဲ့အရာတိုင်းဟာအမြဲတမ်းမမှန်နိုင်ပါဘူးလမ်းဟောင်းအတိုင်းရှောက်နေမှာဆိုရင်တော့နေရာဟောင်းကိုပဲရောက်လာပါလိမ့်မယ်အရင်ကလည်းဒီလိုပဲလုပ်နေကြမှုလို့ဆိုတဲ့စကားကတိုးတက်မှုကိုတားဆီးတဲ့အစိတ်ပါပဲအောင်မြင်သူတွေကရိုးရာတွေထုံးစံတွေကိုလိုအပ်ရင်စိန်ခေါ်ရဲတဲ့တတိရှိပါတယ်ဘယ်လိုလေ့ကျင့်ရမလဲဆိုရင်တော့လူအများစုသွားနေတဲ့လမ်းကြောင်းကိုခဏလေးရပ်ပြီးတော့ကြည့်ကြည့်ပါဒါကငါအတွက်တကယ်ရောမှန်ရလားလို့မင်းကိုထုတ်ကြည့်ပါလမ်းကြောင်းအသစ်တွေနီလန်းအသစ်တွေကိုစမ်းကြည့်ဖို့တတိမွေးရပါမယ်နေရခက်တဲ့အခြေအနေတွေကိုရင်ဆိုင်ရဲမှသာထူးခြားတဲ့အောင်မြင်မှုကရလာမှာဖြစ်ပါတယ်ကျွန်တော်တို့တွေဟာ comfort zone ကနေရောထွက်နိုင်ဖို့လည်းလိုအပ်ပါတယ်ဒီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့အောင်မြင်မှုဆိုတာဟာမတော်တဆဖြစ်လာတာမဟုတ်ဘဲနေ့စဉ်ကိုမှန်ကန်တဲ့အတွေးခေါ်တွေနဲ့တိဆောက်ယူရတာဖြစ်ပါတယ်အောင်မြင်သူတွေဟာအမြင်ကျပါတယ်တီထွင်ကြံစားမှုရှိပါတယ်စီမံချက်ရှိပါတယ်ပြန်လည်သုံးသပ်တယ်နောက်ပြီးတော့လူတိုင်းနဲ့သူလိုလိုက်မလုပ်ပါဘူးဒီချက်၅ချက်ကိုမိတ်ဆွေကရောလက်တွေ့ပွားမှာဘလောက်အသုံးချနေပြီလဲမိတ်ဆွေရဲ့အတွေးခေါ်ကိုဒီနေ့ပဲစတင်ပြောင်းလဲလိုက်မယ်ဆိုရင်တော့မိတ်ဆွေရဲ့ဘဝဟာလည်းမျောနိုင်လောက်အောင်ကိုတိုးတက်လာမှာအသေးချာပဲဖြစ်ပါတယ်အခုပြောသွားတဲ့၅ချက်ထဲကမိတ်ဆွေအနေနဲ့ဘယ်အချက်ကိုအကြိုက်ဆုံးလဲဆိုတာကွန်မန့်မှာရေးသွားပြီးလို့ရပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတွေအကျိုးရှိမယ်ဆိုရင် like and share လုပ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်လည်းအခုလိုမျိုးစာအုပ်အနှိမ့်ချုပ်တွေနဲ့ဘိုးသူရရစရာတွေကိုဝေမျှပေးသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းမေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာအားလုံးပဲအောင်မြင်တဲ့သူတွေအဖြစ်တွေးခေါ်နိုင်ကြပါစေခင်ဗျာ